တို့မရှင်လုံးအောင်ဒီရွာပဲတွေ့ကြသေးတာပေါ့ကွာတို့ရွာလူတွေကညနေနေဝင်ပြီဆိုရင်အိမ်နဲ့အိမ်တယောက်မှမထွက်ကြတော့ ဘာလို့မထွက်ကြဘူး ဘူးရွာမှာတရေရှိနေလို့ ဗျာအားနဲ့တောင်ကြော်နေပြီလားဒီသင်းမကိစ္စကိုချိန်ဒီမဖြစ်ချင်းနဲ့ တောက်တော့ရွာမှာအမတန်မှအားကိုးရတယ်မြမအတော်ဆုံးဆိုင်းဆရာကြီးတယောက်ရှိနေတာပဲကျုပ်တို့ကတရေမနဲ့ရှင်းပြနိုင်လိုက်မယ်ဆိုလို့ရှိရင်ဒီကိစ္စတစ်ခါလေးနဲ့ပြီးသွားပြီ ဟောပိုင်းတက်တာလူနဲ့ပဲချတတ်တာလေတဲမနဲ့ငါဘလို့ချတတ်မှာလဲကွာ တရေမထွက်ပြေးဖို့ကျုပ်တို့မြောက်တောင်းထားတာ အားကိုကျင်စရာရှင်တို့နှစ်ယောက်နဲ့ကျင်ကဒီလုံးတွဲကြည့်မယ်ရှင်တို့နဲ့တွဲလာတာပြင်းသွားပြီဆိုရင်တော့တခြားလူပြောင်းတွဲမယ် ဘာလို့တွဲကြမလို့ပါဘူးဒီမှာညီကိုနှစ်ယောက်ရှိနေတာပဲလဲတွဲလို့ရနေတာပဲ ဟာလဲတွဲပါဦး အဲ့ဒီခောက်ဆွဲချောက်กินနေကောင်ဘယ်နဲ့ကိုလေရောက်တတ်တနေတာတတ်မယ် တို့သွားစရာရှိရသွားတီးစရာရှိရသေးဟောမဟုတ်ဘူးမြင်ပြန်လာကြ အိုင်ရလေဒီ village မှာနေတာအရင်က long stay ဖြစ်နေပြီဆိုတော့ဒီတရေမ history ကိုကောင်းကောင်းသိတယ် မင်းတို့တော့ကိုဒါဒီနေ့တိုင်းစတယ်တိုင်းရဲ့အခြေခံဖြစ်တယ်ကြီးထိုင်အောင်စတယ်ဟာကြီးတဲ့ထိုင်ရဆရာကြီးဆရာရှင်းပါတဲမတော့တွေ့နေပြီမင်းတို့ရင်ဝင်ပါလားငါတို့ရင်ဝင်ရပါလား မင်းဝင်ရတော့ဝင်မှာတော့ကို၆ကုန်မယ် ဒီရွာမှာလေ6တဲ့တရေဆိုတာကဲမရှိဘူး ဟောငါသိပြီ6တက်ဟာသူ့ပဲရှိတာ မလို့ငါစိတ်တူလို့တိုးလိုက်ပြီစိတ်တူအဲ့ဘယ်တော့ခေါ်တာမလို့လဲတော့တဲ့တိုင်းတော့ခေါ်လို့မရတော့ဘူးကွာဟာတော့ကဘယ်လိုတောက်လဲကွာဟေးဟေး အဲ့ဦးလေးဝေါ်ဆိုရလူကြီးကလေသူ့ရဲ့အတွင်းရနေတော့လူတက်လို့ရ ဒီလေမင်းလည်းငါမရောက်သေးတာမင်းမရှိရင်မရှိမှာမင်းတေတေမအေးမှာ ဖေငါဘာဖြစ်လို့သိရမှာလဲတရားမှာမင်း ငါတင်လာဝညာမပါဘူး တော့ဘာလို့လာကောမလဲဟာ ငါတို့ကောင်းပါလေလို့အစင်ပြေးရအောင်ငါတို့ best wifi တိုင်းတော့ပါရ အာလုံးရ ဘာလဲရော ငါတို့မကြောက်လား ကြောက် မကြောက်ဘူးလေရော တော်လေးကဘာဖျားဖျားဥပုံးလေးမှာရံမဖြစ်မိလို့ မင်းနေရရွှဲဟုတ်ပဲဒီနားမှာကြည့်ရတာနေမကောင်းတဲ့လူတွေမျက်နှာရတော်တော်ဖြူနေဟောကဲပါစားပါ ဘယ်လိုသူများရဲ့ဝင်လာလဲကွာသူတို့ဒီညမှာသိရဲ့ အဲ့ဒီနေထူးနိုင်ရုံနဲ့ဘဲဟာတရေကြောက်တက်တယ် တဲဖမ်းတယ်ဘာလို့ဖမ်းလို့မရဘူးမြစ်တာတရားဖျားတရားသားငါနဲ့ဘလူးဖမ်းလားဒီကောင်မြစ်တာတရားခေါင်းပန်း